Hello Whisper တဲ့ဆိုကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မိုးအေးလေးနဲ့တိတ်ကိုလိုက်ဖက်တဲ့ကြက်ရှင်ဆက်ကလေးချက်ကျွေးမှာပါကြက်ရှင်ဆက်ချက်ဖို့ရအတွက်လိုအပ်တဲ့ကြက်သားအသီးရွက်တွေကိုရက်ခွက်ကလေးတွေကဈေးထဲမှာပဲသွားပြီးဝယ်ပါမယ်ဈေးဆိုပေမဲ့ဟိုလိုမျိုးဈေးတော့မဟုတ်ပါတော့ရက်ခွက်ထဲမှာဒီတိုင်းလေးချပြီးရောင်းကြတဲ့ဈေးသဘောမျိုးပါပဲစီကနေပြီးတော့ကြတော့ကြက်သားလေးဝယ်လာခဲ့ပါတယ်ကြက်သားကတော့တအိမ်လုံးစာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါင်တစ်ချမ်းရယ်ရမုံတစ်ချမ်းရယ်ပါတဲ့ဟာလေးပေါ့နော်အဲ့ဒါကိုယူလိုက်ပါတယ်ဒီနေရာမှာကြက်သားကဗမာကြက်ဆိုရင်အဆင်မပြေပါဘူးဘာဖြစ်လို့လဲဆိုတော့ဗမာကြက်ကတည်တဲ့အတိုင်းအယိုးများတယ်ကြက်ချင်ဆက်ကကြတော့အသားတုံးလေးတွေကိုတေးသေးလေးတွေတုံးပြီးတော့ချက်တာဖြစ်တဲ့အတွက်ကျမတို့စီပီချက်ကိုပဲသုံးပါမယ်ကြက်သားဝယ်ပြီးတော့ကြက်ချင်ဆက်ထဲမှာထည့်ပြီးချက်ဖို့ရအတွက်ဥနီရယ်ပြီးတော့ပန်းပွင့်ရယ်ငရုတ်သီးစိမ်းရယ်တက်များသီးရယ်ကိုဝယ်ပါမယ်မိုးတွေကလည်းအရန်ရွာနေတာဖြစ်တယ်ပြီးတော့ဈေးကလည်းလုံးဝကိုမှဒီ slum area ရဲ့အပြင်ဘက်တွေမှာချပြီးတော့ရောင်းတဲ့ဈေးလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်တော့အောက်မှာတော့အမိုက်တွေအိုကျိုးပဲတွေနဲ့ရှုပ်ပွားနေတာပဲပေါ့နော်ဘာပဲဖြစ်ဖြစ်1တက်ထော်စာအတွက်ဆိုတော့အားလုံးပဲအဲ့ဒီအပေါ်မှာသူတို့အားလုံးအဲ့ပေါ်မှာပဲအဆင်ပြေတယ်လို့လေးချပြီးတော့ကျတော့ဈေးရောင်းကြတဲ့သဘောပါပဲဒါကတော့ရက်ကွက်ထဲမှာရှိနေတဲ့ရက်ကွက်အစွန်လေးကဈေးကိုဝယ်သွားလိုက်တာပါပထမဆိုင်မှာဝယ်မေးတာဥနေမရဘူးဆိုတော့နောက်တစ်ဆိုင်သွားပြီးတော့မေးကြည့်ရပေါ့နော်အဲဒီဆိုင်မှာဥနေရနိုင်မလားဆိုပြီးတော့သွားပြီးမေးကြည့်တာပါနောက်တော့မရတော့ဘူးဆိုတော့ပထမဆိုင်ဝယ်လာပြီးတော့လိုအပ်တဲ့တခြားကော်ဖီပန်းပွင့်တွေငရုတ်တီးတွေပြီးတော့တမယာတီးတွေသူစီကနေပဲအကုန်လုံးဝယ်လာခဲ့လိုက်ပါတယ်မိုးရွာကြီးထဲမှာလောက်ကန်စားရတာဘဝတွေကတကယ်တော့လွယ်ကိုမလွယ်နေပါဘူးဒါပေမဲ့သူတို့တွေကိုသွားပြီးအထင်သေးလို့လည်းမရပါဘူးဘာဖြစ်လို့လဲဆိုတော့ကြတော့သူတို့တွေကပုံမှန်ကျမတို့ပုံမှန်ပွဲရလာစားတွေထက်ကိုပို့ပြီးတော့သူတို့တွေရဲ့တလားဝင်ကြီးကအများကြီးပို့ရပါတယ်ဒီနေရာမှာအထင်သေးလို့မရဘူးဆိုတာကလာစားပဲပြောတာပါလူပြောတာမဟုတ်ပါဘူးလူကတော့ကျမတို့ပတ်ဝန်းကျင်မှာရှိနေတဲ့တမအာစီဝါကြာကြာနဲ့အလုံးလုံးနေတဲ့သူတိုင်းကိုကျမတို့ကလေးစားရမှာဖြစ်ပါတယ်အားလုံးဟာတူတက်မှုနဲ့သူရှိကြတာပဲမဟုတ်လားရှင်အခုကတော့ကျမအားလုံးဝယ်ပြီးသွားပြီပေါ့နော်တမယာသီးလည်းဝယ်ပြီးသွားပြီကော်ဖီပန်းမွန်လည်းဝယ်ပြီးသွားပြီဆိုတော့ကျမတို့အနေနဲ့တခြားလိုအပ်တဲ့ငရုတ်သီးစိမ်းပေါ့နော်ငရုတ်သီးစိမ်းတွေကိုတခြားဟိုဘက်ကဆိုင်မှာသွားပြီးတော့ဝယ်လိုက်ပါမယ်အခုတော့ဝယ်ပြီးသွားပြီလိုတာတွေတချို့ဝယ်ပြီးသွားဆိုတော့ပြန်ပါမယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ကြက်သားရုံးလေးတွေကိုအနေတော်လေးတွေဖြစ်အောင်ပြန်ပြီးတော့လှီးရပေါ့နော်အဲ့ဒီမှာကျမတို့ကကျမဒီထဲမှာတော့အယိုးနဲ့အသားနဲ့ကိုတေချာထုတ်မပြလိုက်မိဘူးပေါ့နော်တကယ်တမ်းကျမတို့ချက်မယ်ဟေးဆိုလို့ရှိရင်အယိုးနဲ့အသားနဲ့ကိုတေချာတက်စီလုံးဝခွဲခြားလိုက်တာကပို့ပြီးတော့အများကြီးအဆင်ပြေပါတယ်။ဒါကြောင့်လဲဆိုတော့ကြတော့ဒီအသားလေးတွေအသားသေးတုံးသားတုံးသေးသေးလေးတွေမှာအယိုးလေးတွေပါနေရဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်ကျမတို့စားတာဘာလို့ဆိုတော့ကိုင်းကွက်စားလို့လည်းမရဘူးဇက်ထဲကိုတန်းပြီးတော့ထိုင်ရတယ်တေးသေးလေးပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့အယိုးတွေကိုတက်ထုတ်လိုက်ဖို့အကြံပြုချင်ပါတယ်နောက်တစ်ခုကတော့အရေကွန်းပေါ့နော်အရေကွန်းလေးတွေကိုလည်းပဲကျမတို့တက်ထုတ်ပြီးတော့ကြော်တာမျိုးပဲဖြစ်ဖြစ်လှုပ်လိုက်တယ်ဆိုရင်တော့ပိုပြီးအဆင်ပြေပါတယ်ဒီကြက်ချင်စဟင်းထဲမှာထည့်ပြီးတော့ချက်လိုက်မယ်ဟေးဆိုလို့ရှိရင်အမြင်မလောက်ဘူးပေါ့နော်အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ဒီဟာလေးကိုအရင်ဆုံးစားရယ်အချိုးမုံနည်းနည်းရယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီစနုံးမှုံရယ်ပေါ့နော်စနုံးမှုံလေးရယ်ကိုထည့်ပြီးတော့ကြတော့ကျမတို့အရင်ဆုံးနေထားလိုက်ပါမယ်နှက်ထားတဲ့သဘောမျိုးပဲပေါ့နော်ဒါတွေဒီကြက်သားကိုအရင်ဆုံးဒီလိုမျိုးစားချုံမှုနေပြီးတော့နှက်ပြီးသွားပြီဆိုကကြတော့မှကျမတို့တခြားသောလိုအပ်တဲ့အသီးတွေအရက်တွေကိုလှီးတာတွေဒီစေးတာတွေကိုကျမတို့လုပ်ပါမယ်ဒါကတော့ကျမမေပါပန်းမွင့်နေချွေပေးတယ်ဥနေတွေကိုအခွင့်လေးချွတ်ပေးနေတယ်မေပါဒါကတော့ကျမထည့်မဲ့ငရုတ်သီးပါကြက်သွန်ကိုတော့ကျမကလေးစိတ်ထားလိုက်ပါမယ်ဥကြီးမရှိတဲ့အတွက်ဒီကြက်သွန်ကိုပဲသုံးထားပါတယ်ပြီးတော့ငရုတ်သီးလေးတွေလီးမယ်ဒါကတော့အားလုံးအစင်းနဲ့ဖြစ်သွားတဲ့အနေအထားပဲဖြစ်ပါတယ်ပြီးတော့ရင်တော့ကျမတမယာသီးလေးတွေကိုအရင်ညှစ်ဖို့ရာအတွက်လွယ်လောက်တဲ့အနေအထားလေးတွေအထိကျမဥတိုင်းချမ်းပြီးတော့အားလုံးကိုလှီးထားပါတယ်ဒါအားလုံး ready ဖြစ်တဲ့အခြေအနေပါပန်းမွင့်ကိုတော့စားနေရေးစိတ်ထားပါတယ်
စီလေးအနေငယ်ထည့်ပါမယ်ပြီးတော့ဆိုလို့ရှိရင်အဲ့နောက်မှာစနုံမုံလေးအနေငယ်ထည့်မယ်ကြက်သားကိုအရင်ဆုံးကျမတို့လုံရမှာပေါ့နော်ကြက်သားကိုအရင်ဆုံးလုံးမို့ရအတွက်စီကိုအရင်ဆုံးထည့်တဲ့သဘောမျိုးပါပဲအဲ့တော့စီရဲ့စနုံမုံရဲ့ကြက်သွားပြီးဟေးဆိုလို့ရှိရင်ကျမတို့အဲ့ဒီအထဲကိုကြက်သားထည့်ပြီးတော့လုံပါမယ်ဖုံလေးအုပ်ထားလိုက်မယ်ပေါ့နော်သူကစီပီချက်ဖြစ်တာဖြစ်တဲ့အတွက်ရေထွက်လာမှာဖြစ်ပါတယ်အဲ့ဒီရေလေးခန်းသွားတဲ့အထိကျမတို့လုံးပေးရမယ်ပေါ့နော်ပြီးသွားပြီရေတွေအကုန်လုံးခန်းသွားပြီဟေးဆိုလို့ရှိရင်ကျမတို့အဲ့ပုံမှာပန်းမွင့်ထည့်မယ်လှီထားတဲ့ဥနီတွေငရုတ်သီးတွေအကုန်လုံးကျမတို့ထည့်လို့ရပါပြီခဲညင်သီးကိုတော့နောက်ဆုံးမှထည့်ပေးရပါမယ်နော်ဒါပေမဲ့ကျမဒီမှာတော့ခဲညင်သီးကိုအရင်ဆုံးတစ်ခါတည်းတခြားသောဥနီတွေနဲ့ရောပြီးတော့ထည့်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ခဲညင်သီးကတစ်လုံးလေးပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအချင်းတက်ကလေးကရော့သွားမှာဆိုတဲ့အတွက်ကြောင့်မလို့ပါခဲညင်သီးကိုကိုယ်ကများများစားစင်နေဆိုလို့ရှိရင်နှလုံးသုံးလုံးလောက်ကိုယူပြီးတော့ကြတော့နောက်ဆုံးကျမတို့ဒီပထမတစ်ခေါက်လောက်အုပ်ပြီးအဖုံအုပ်ပြီးသွားတဲ့နောက်တစ်ခေါက်အခြေအနေကြမှာထည့်လို့ရှိရင်ခဲညင်သီးမမလေးတွေကျမတို့ရမယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့စားချုံမုံထည့်တယ်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်ကခရုစီလေးအနေငယ်ထည့်ပါမယ်ပြီးတော့ရင်အားလုံးကိုတမအောင်ဒီလိုလေးတေးသေးချာချာလေးမှွေပေးပါမယ်ရေကိုအကုန်လုံးနှံ့အောင်မှွေပြီးတဲ့အချိန်ကြလို့ရှိရင်ကိုလိုချင်တဲ့လောက်ရေအနေအထားလေးကိုကထည့်လို့ရတယ်ပေါ့နော်တခါတည်းထည့်လို့ရပါတယ်ကျမတို့အဖုံးမအုပ်ခင်မှာတခါတည်းကိုလိုချင်တဲ့လောက်ရေလေးကိုတခါတည်းချိန်ပြီးတော့ထည့်လိုက်ပါချက်သွားပြီပန်းမွင့်နေလဲနှူဣသွားပြီဆိုရင်အနေထားရောက်ပြီဆိုလို့ရှိရင်ကျမတို့အပေါ်ကတမယာဒီလေးအေးတွေညှစ်ပြီးတော့ထည့်ပါတယ်အားလုံးပြီးသွားပြီတမယာဒီကတော့နောက်ဆုံးမှထည့်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တမယာဒီထည့်ပြီးသွားပြီဆိုလို့ရှိရင်မကြက်သေးတဲ့ပန်းမွင့်နေအသီးတွေကမကြက်တော့ပါဘူးမာသွားမှာဖြစ်ပါတယ်တမယာဒီကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အားလုံးကိုဒီလိုမျိုးလေးနှံ့ဆက်အောင်မှွေပြီးသွားတဲ့အချိန်မှာအနံ့ရောအရာတောင်ရောပြေဆုံးနေကျမတို့ချက်ချင်းစဟင်းလေးကိုရပါပြီဒီတမယာသီးထည့်ပြီးတော့မှွေပြီးသွားတာနဲ့တခါလေးဆယ်လို့ရပြီပေါ့နော်တမယာသီးအနက်မှွေလေးနဲ့ချင်းချင်းဆက်ဆက်ကလေးစားလို့ရပါပြီဒါကတော့နောက်ဆုံး result ဖြစ်ပါတယ်ချက်ချင်းဆက်ကလေးပါမွေးနဲ့အရန်ကိုလိုက်ဖက်တဲ့ချက်ချင်းဆက်ကလေးဖြစ်ပါတယ်ဒါကတော့တူမရစားနေရဖြစ်ပါတယ်သူတို့ကလေးတွေအတွက်အာဟာရလည်းပြည့်ရပေါ့နော်တမ်းမွင့်စိန်ရောဥနီရောကလေးတွေအတွက်အင်ဒမကောင်းပါတယ်ကျမရဲ့အတွက်အရန်ကောင်းပါတယ်ချင်လဲချင်းဆက်ဆက်လေးနဲ့အရန်ကြီးချင်တာလည်းမဟုတ်အရန်ကြီးဆက်တာလည်းမဟုတ်ဘူးပေါ့နော်တံမြာနဲ့မှွေလေးနဲ့ကလေးတွေလည်းကြိုက်တယ်ကျမလည်းကြိုက်ပါတယ်ကျေးဇူးတင်ပါတယ်